你还干嘛话？我把 A 都了啊！啊啦，嘿，拉路边多没？啊嘛，爷爷多久不要动？你来开单嘿多，哎，多来多，哎多来多。哎，我们来不来？我们来路苗，我这要来牛啊，没位置嘛，多，哎路多。အိမ်သွားလေသွားလို့အိမ်သွားလေရောမလိုက်ဘူးလို့နေလေဒီမှာငါဖေနဲ့ငါမျိုးပြောရန်နေရန်ဖြစ်လို့အဲ့ဒါသူတို့ရဲ့အိမ်အောင်ရေးရောငါသမီးတယောက်နေနဲ့ငါမတောင်းဝင်ရှိရလေဟုတ်တယ်မလားအဲ့တော့သူတို့ရဲ့အိမ်အောင်ရေးရောငါရဲ့ကြီးပွားတိုးတက်ရလမ်းကြောင်းတွေဖွင့်သွားအောင်ဆရာထွန်းထွန်းနိုင်ဟုတ်တယ်ဆရာထွန်းထွန်းနိုင်ဆရာတော်မမငါနေကိုတစ်ခါလေးပြအောင်မယ်ဒီမှာဆရာရဲ့ပေးပြေးလေတာသူတို့နှစ်ယောက်အတွက်ပဲအရေးကြီးတာနင်းနဲ့ဘာမှမဆိုင်ဘူးဟုတ်တယ်လုပ်လေသမီးတယောက်နေနဲ့ဒီမှာအကောင့်ဒီမှာ TikTok အကောင့်မှရှိရသေးလားဆရာတကယ်တော့အရန်စင်ပြအိမ်အောင်ရေးအခြေလူအိုးလုံးဝ share ပဲတော့ငါသွားလို့ခဏလိုက်ခဲ့စားမှာလာပါငါရှင်းရှင်းရမယ်။ဘာကြီးတခြားခွဲနေတာမှငါနေခွဲတော့ဘယ်တော့မှမနိုင်ဘူး။နေရဲရဲတော့ကြည့်တယ်ငါအနည်းကဆုံးပဲသိလား။အဲ့လိုငါအနည်းကဆုံးပဲ။လူတွေအကျုံးဘာမှမသိဘူး။ငါတတိယလို့ပြောအောင်မယ်။နေဟိုတလောကနေခွက်လေးနဲ့အစင်မပြေဘူးဆို။ဟုတ်တယ်။အေးအဲ့ဆရာထုံးထုံးနိုင်ရဲ့အစီအမံသာလှုပ်လိုက်လို့ကတော့လှုပ်လိုက်တဲ့အတွေ့အကုန်လုံးများတာနော်။ဒီနေ့လို့မနဲ့ခံတန်းညာအဲ့တော့နင်းထွက်တယ်ငါအခုဖျားသွားနေအစီရရတခါတည်းတက်။ဟဲ့ဘယ်သွားလဲ။ဘဘကြီးဟဲ့ဟာဘယ်သွားလဲကောင်မ။ဘာလို့လဲ။ပါမယ်လေပါမယ်။ဘာကြီးနဲ့ချားပွဲသွားရင်တော့မှငါချင်းရဲ့ချင်းစီနေမလိုက်ဘူးလို့ဟုတ်တယ်ရမယ်ဆက်။ဟောငါခေါင်းကအဆင်ပြေချင်လို့မဟုတ်ဘူးတော့နင်းငါစိတ်မချတော့နင်းရဲ့စီးပွားကြောင့်မင်းပါဆိုအစိတ်မချတော့ငါလိုက်ပေးပါနင်းလေတငယ်ချင်းချင်းချင်းကိုတော့ငါလိုက်ပေးတယ်နော်အေးဟေးဟောဖေရရတရားဘယ်ဖျားချိတ်ရလားရလားဟောပါလေဖေအောင်နိုင်နေပန်းနေအမွှေးတိုင်းနေရောငါမေးလိုက်တယ်အကြောင်းအေးငါအကြောင်းနေမေးကြမလို့အဲ့ဆရာရဲ့အကောင့်လေးပဲငါ့ကိုပေးငါပဲငါမေးမယ်နင်စိတ်ချတာမဟုတ်နင်ပြင်တို့တလွဲနေရဘာလုံးမလဲမသိဘူးငါပဲငါအကြောင်းငါမေးမယ်ငါဖက်တဲ့ငါကြောင်းယုံကြည်တော့မဟုတ်နင်ကအာနာလို့နင်ကအာနာလို့နင်အာနာလေးအေးတကူတကလိုက်ငါ့ကိုလာခေါ်တာလေငါလည်းမေးကြည့်လိုက်မယ်လေအခုသွားမယ်လေတကယ်လာသွားမလားစောစီလာမခေါ်ဘူးအဲ့ငါဖုန်းဆက်လိုက်ပါလားတခါလေခရနဲ့အဆင်ပြေတော့ချက်ကြီးမဟုတ်ပါဘူးတကယ်ကြီးအဲ့လိုမျိုးပဲလေမဟုတ်ပါဘူးသူနဲ့အဆင်မပြေလဲငါရပါမယ်ဟုတ်ကဲ့ဟုတ်ဆရာဟုတ်ကဲ့တကယ်ကြီးဟုတ်တကယ်ကြီးဆက်လိုက်မယ်နော်ဆရာဟုတ်ကဲ့ဟုတ်ဆရာလူမနေအကုန်လုံးပြောတယ်ဒါရငါလာခဲ့လေနဲ့ငါလည်းမတက်ခဲ့လာပါမငါဒီနေ့အလုပ်ရှိတော့လေဟဲ့နင်အဲ့လိုကရေးကြည့်တာငါရေးကြည့်တာနင်လည်းငါလိုက်ပေးရတယ်လုံးဖက်ပြီးလိုက်ရနော်ဒီစိတ်စနာကိုမဆော့ကားနဲ့နင်လည်းကြတယ်တမျိုးပဲပြောတယ်ရမ်းဟွာပြီဘာမှပြောတယ်လာလိုက်ခဲ့လားပြီးတော့မှလိုက်ခဲ့လားနင်မလို့ဘာမှမသိဘူးနင်ငါ့ကိုအောက်တယ်မပေါင်းကျင်တော့သိလားဟွာငါဟွာနင်ကတမောက်ကနေရတမောက်ပေးငါဟွာပေးငါလုံးမလို့ပြီးတော့ပါနင်ကဘာဖြစ်နေရလဲလို့ငါအဲ့ဒါမကြိုက်တာတဲ့လောမလုံးနဲ့လို့အဲ့ဒီလေဆရာလားမသိဘူးခဏရငါကြိုက်မယ်ဆရာဖုန်းနင်မခိုင်နဲ့တော့လောကခိုင်လို့တော့ဖုန်းအားဆိုင်ကန်လို့မရဘူးတကယ်ကြီးရမှာနင်ကကမောက်ဟာငါပဲအေးမလို့အောင်ဘာမှမသိဘူးဆရာဟုတ်ဆရာဟုတ်အတမလို့ကိုသွားကြတော့မှာငါတော့သွားကြတော့မှာနင်အဲ့လိုမမင်းနဲ့သူ့ရဲတာလည်းမအဲ့ဒါမပါဘူးဆရာတော့သွားကြတော့မှာဆရာဟုတ်နင်ကျွလို့မရဘူးငါငါကျွရဒီဥစ္စာနင်ကျွလို့မရဘူးလို့တကယ်ကြီးကလည်းငါကျွရလားနင်ဒါပြင်ပြီးငါဖုန်းဆက်လာဒါပြင်မပြီးသေးဘူးနောက်ထပ်ဟိုသွားစရာရှိသေးတယ်နောက်ဖျားတယ်ဟုတ်သွားမှလည်းနင်အခုဒါနဲ့3သူရှိပြီငါးခါရောကျွရအောင်နင်ဖျားကတ်တာတွေအကုန်ပြီးပြီလေရဲတဲ့က8ရောက်ဆိုတော့ငါလို့လောက်လာနင်3သူကလွန်သွားမယ်လားသွားလို့မရသေးဘူးဒီက8ရောက်ဆိုတော့အခုက3သူဆိုတော့ငါးလူကြမ်းရတကယ်ကြီးငါးစုရဲရသွားကြည့်မယ်ကငါအနည်းကဆုံးမသိလားငါးစုရဲရသွားကြည့်မယ်ကငါအနည်းကဆုံးမသိလားငါးစုရဲရသွားကြည့်မယ်ကငါအနည်းကဆုံးမသိလားငါးစုဟာလိုက်နေတော့ Looking in your eyes, I see a paradise. This world that I found is too good to be. ဆရာကိုတကယ်မှန်ကန်စိတ်ချလို့လမ်းညွှန်ပေးရပါဒါတော့ဆရာအကောင့်လေးပါတို့ကိုအဆင်ပြေအောင်လုပ်ပေးတဲ့ဆရာကိုလည်းကျေးဇူးများတင်ပါတယ်တကယ်ပြန်အဆင်ပြေခြင်းသူတွေဆရာကိုယုံကြည်စိတ်ချစွာဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်